အမျိုးသမီးတို့ဟာမတော်တဆမြေမြုံမိုင်းတစ်ခုကိုနေမိသွားပြီးကြောက်လန့်တကြားနဲ့နေရာမှာတင်တောင့်ခဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာစစ်သားတို့ကသူမကိုမြင်သွားပြီးငင်ငင်လေးနေဟုလှမ်းအော်ပြောလိုက်ပါတယ်။ပြီးနောက်စစ်သားကသူမအနာကိုရှောင်သွားရှေ့မှာစောင်းကြောင်ထားချလိုက်ပြီးဓမြောင်နဲ့မိုင်းပရော်ကမြေကြီးတွေကိုဂယုတစိုက်ချစ်ထုတ်ပေးခဲ့ပါတယ်။မကြခင်မှာပဲသူဟာမိုင်းရဲ့ fuse ကိုရှာတွေ့သွားပါတယ်။အမျိုးသမီးဟာကြောက်လန့်လွန်းလို့တုံရင်နေပြီးမိလူသားကိုအံ့ဩသွားစေတာကတော့မြေအောက်မှာမြုပ်ထားတဲ့အဲ့ဒီမိုင်းဟာတာမန်မိုင်းတစ်ခုမဟုတ်နေတာပါပဲ။၎င်းရဲ့ပေါက်ကွဲအားဟာအဆောက်အဦတစ်ခုလုံးကိုဖျက်ဆီးဖြစ်နိုင်လောက်အောင်ပြင်းထန်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအမျိုးသမီးဟာကြောက်လန့်တကြားနဲ့အလိုလျောက်နောက်ကိုခြေလောင်းဆုပ်လိုက်မိပါတယ်။ကံကောင်းစွာနဲ့ပဲစစ်သားကချက်ချင်းတုံ့ပြန်လိုက်ပြီးသူမရဲ့ဖနက်ကိုအားနဲ့အမြန်ဖိထားပေးခဲ့ပါတယ်။ပြီးတော့သူမကို9စက္ကန့်အတွင်းမှာဘလောက်အထိဝေဝေပြေးနိုင်မလဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကတော့ကြောက်လန့်လွန်းလို့ခြေထောက်တွေပါပြုတ်ခွေနေပြီး9စက္ကန့်အတွင်းဘလောက်ပြေးနိုင်မလဲဆိုတာကိုလုံးဝမစင်စားနိုင်တော့ပါဘူး။အဲ့ဒီချိန်မှာသူတို့ငကူလုံးအလွန်အမင်းစိုးရင်ထိတ်လန့်နေကြပါတယ်။အသေးအတန်အချိန်ဒီမှာပဲစစ်သားဟာမိုင်းရဲ့ထိန်ချုပ်ကြိုးကိုဖျက်လိုက်ပြီးချက်ချင်းမတ်တရက်ကအမျိုးသမီးရဲ့လက်ကိုဆွဲပြီးထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့ပောက်ကွဲမှုကသူတို့ခံမှန်းထားတာထက်အစပေါင်းများစွာပိုမိုပြင်းထန်နေခဲ့ပါတယ်။ပြင်းထန်တဲ့ရိုက်ခတ်မှုလမ်းကြောင်းသူတို့နှစ်ဦးစလုံးမြေပြင်ပေါ်ကိုလွင့်စင်လဲကျသွားခဲ့ပါတယ်။မိုင်းမပောက်ကွဲခင်စက္ကန့်တဦးအလိုမှာအမျိုးသမီးကိုထိခိုက်ဒဏ်ရာမရအောင်စစ်သားကသူ့ရဲ့ခန္ဓာကိုယ်နဲ့အုပ်မိုးကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအမျိုးသမီးဟာသူမရှိကအမျိုးသားကိုချစ်မိသွားခဲ့ပါတယ်။သူမမထွက်ခွာခင်မှာသူ့ရဲ့ဂျိုးပင်ပုံရိပ်ကိုလှုပ်ဝက်ပြီးဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ကားပေါ်ရောက်တဲ့အခါမှာတော့အမျိုးသမီးဟာလက်ကောက်တစ်ခုကိုတွေ့ရှိသွားပါတယ်။အဲ့ဒီလက်ကောက်ဟာသူတို့နှစ်ယောက်ထောက်လိုက်တဲ့အချိန်မှာစစ်သားစီကနေသူမစီညှိပါလာတာဖြစ်မယ်ဆိုတာကိုသူမသတိရသွားပါတယ်။သူမဟာလက်ကောက်ကိုပြန်ပေးခြင်းပေမဲ့အဲ့ဒီအချိန်မှာဘတ်ကားကထွက်ခွာသွားခဲ့ပါပြီ။စစ်သားကတော့သူမလက်ဝေးရနေတာကိုနှုတ်ဆက်နေတာလို့ပဲထင်နေခဲ့တာပါ။တခုခုမားနေပြီဆိုတာကိုသူသိလိုက်ရတဲ့အချိန်မှာတော့ဘတ်ကားကဝေးရကိုမောင်းထွက်သွားခဲ့ပြီဖြစ်ပါတယ်။ပြန်ရောက်တဲ့အခါမှာတော့